တွေ့အကြောင်းရင်းမှာသိချာမတွေ့ပါလို့အာမယူပြောဆိုကလေးကြသမျှကိုအဟုတ်မှန်ထင်တာဒီလိုလေးချက်ချင်းမဲ့တော့လို့ဒီကောင်းလေးခွတ်စေခဲ့တာနေတော့များစွာတို့နိုင်ငံလူသားတတွေဆုံးရှုံးနေရတာတွေချစ်တင်လို့လားတွေ့ကြည့်ပါမောင်စစ်သားတို့ရဲ့မင်္ဂလာပါဗျာဆရာအောင်ဘုရားဆင်းရဲဖို့ပါတယ်ကောင်းစလို့ရာတွေ့ခွင့်ရရာစစ်ပင်စနစ်ဆိုးကြောင့်တွေ့ခြင်းကြောင့်လို့ကြည်တယ်လေတဘောကတွေ့တိမ်ဟန်ဇာတရီညာဒီလိုတွေကရှိရယူသွားကြကုန်ရရာယူသွားကြကုန်ကားရခြင်းမှာနေအဘာလို့များစီရင်ရလို့ကောင်းတဲ့ချင်းမင်းမြေအောင်ကြည်ရလေဘုရားချေကမင်းတို့တွေဘဝတယ်လို့နေခြေနဲ့ထွက်လို့မိုင်းတည်းရဲ့ခါမှလေးခြေတော့ပြက်လာရင်ရက်တကားလက်လို့ဝမ်းကားရှာဖွေပညာဆုံးဒီတိုင်းတော့နဲ့စားအောင်လေအောင်နေမင်းတို့ဘာတွေကရံပြီးတော့လေပြန်ကြည့်သလားလေတွင်ကြည့်ပါအောင်လေမတရားမှုလို့မြင်အောင်ကြည်တယ်လေဒီအမောင်စစ်သားတို့ရေတပတ်နိုင်ငံကြီးစီစစ်သားတွေဘဝတွေဆိုပြေသာယာယာလာလာပါလို့တိုက်နေတာနဲ့ကကိုယ်ပိုင်နဲ့ရှိလို့နေကြခြင်းပါလေမင်းတို့ညာဘဝဘုရားလုံးနဲ့ဟိုတဲဆုံးမလေးအဲ့ဒါတွေဖြစ်နေရတဲ့အမှန်ကြောင့်တွေဘာသူရဲ့စနစ်ကြောင့်ဆိုတာလေနာကြည့်တဲ့အမောင်တို့အဘာတိုက်တဲ့မိုင်းတို့မီးနဲ့လေရုံထွက်ဖို့ချိန်တန်းနေပြီဟေးအမောင်စစ်သားတို့ရေထိုးမမကအာနာရှင်ဆက်ဆက်ရပါလို့လေနေမြောင်လေးတွေ့ကြည့်လို့ရုံထွက်ပါလို့လို့သောလိုပဲစတ်တို့ကမမိုက်ပါနဲ့လို့လေအချင်းတို့လူပါလို့ကြည်လူရဲ့ဒီမုံလို့ကြောင့်တိုင်ပွဲမှန်သမျှနေလို့ရှုံးမလေးတိလေးနဲ့ရှုံးမဲ့ဖြစ်ပွဲမင်းတို့မတိုက်ချင်ပါနဲ့လေ
ညံဒီရွာ